relay sit there relay sit bu to di ma number က89နဲ့30 89နဲ့30သူနံပါတ်တွေသူတို့ဟိုတတ်မှတ်ထားတဲ့ဟာရှိတယ်89နဲ့30ကသူကဒီမီဟိုဒီကနေဥပမာပါဝါကနေဟိုမော်တာတွေလားမီးကြီးတွေလားလိုမျိုးတွားတယ်နောက်တစ်ခုကဟို86နဲ့85က85နဲ့86ကမီးဒီကနေလာတယ်မီးလာပြီးမှဒီ86နဲ့85ကမီးဖွင့်ပေးတဲ့ချိန်မှာဒီတန်လိုက်လိုမျိုးကွိုင်ဒီမှာကျွန်တော်ဒီမှာမရှိတယ်ဟုတ်ပြီဒီအထဲမှာဒီကွိုင်ကကျွန်တော်ဒီမှာကျွန်တော်အခုဒီမှာစမ်းမယ်ဒီ86နဲ့85ဒီခြေထောက်နှချောင်းဒီခြေနှချောင်းကမီးပေးတဲ့ခါကျတော့ဒီတန်လိုက်ဒီကွိုင်ကမီးရှိသွားမီးတန်လိုက်ဖြစ်သွားဒီကွိုင်ကတန်လိုက်ဖြစ်သွားနောက်ဒီကွိုင်နဲ့ဒီဘက်က30နဲ့89အဲ့ဒီဘက်ကိုဆက်သွားတယ်တကယ်လို့မှ86နဲ့85မှာအဖိုးနဲ့မှအဲ့မီးပိတ်ပေးလိုက်ရင်ဒီတန်လိုက်ရပြန်ကွာသွားတယ်ဒီတန်လိုက်မီးဒီဟာမီးမရှိတော့ဘူးဆိုတော့ပြန်ကွာသွားတယ်မီးရှိတဲ့အချိန်သူကတန်လိုက်ဖြစ်သွားတယ်အဲ့ဒါကျွန်တော်အခုစမ်းမယ်တို့ဒီဟာကbrake ABS line နဲ့ပတ်သက်တဲ့ဟာအခုကျွန်တော်ဒီမှာကျွန်တော်ဒီမှာစမ်းမယ်ဒီတစ်ခုတော့မဟုတ်ဘူးဟုတ်ပြီတန်မီတယ်မှာဒီမှာအထက်မှာကောင်းတော့မတွေ့ရဘူးဒီမှာတန်လိုက်ဖြစ်သွားဒီမှာလှုပ်သွားသူအလုပ်ကောင်းတယ်ဒီဟာ relay ကကောင်းတယ် ABS ဒီ brake line brake နဲ့ဒီ speed တိုင်းတဲ့ speed ထိန်တဲ့ဟာနောက်ဒီဟာတော့ကျွန်တော်ဖုန်းတော့မဖွင့်တော့ဘူးဒီမှာတီးတယ်ဆိုတော့ကျစပြီးမိတယ်ဟုတ်ပြီဒါ relay ကကောင်းတယ်ဒီဟာတော့ပြန်ထည့်မယ်ဟုတ်ပြီပြီးသွားပြီဒါ relay စစ်တဲ့ဟာ89နဲ့86နဲ့85အဲ့မှာဒီကမီ85မီလာတယ်ဒီက86ကဖိုးအမလာတယ်ဒါဆက်ပြီးတယ်ဒီဟာကိုကျွန်တော်တို့ခလုတ်နှိပ်ပြီးတဲ့အချိန်မှာဒီအခုနကွိုင်ကတန်လိုက်ဖြစ်သွားတယ်တန်လိုက်ဖြစ်ပြီးတော့ဒီဟာတန်လိုက်ဖြစ်ပြီးတော့ဟိုဒီ83နဲ့89နဲ့30အဲ့ဒီနေရာမီးဆက်ပြီးသွားတယ်အဲ့မှာသူကဒီ load to power အလုပ်လုပ်တဲ့ဘက်သွားတယ်ဟုတ်ပြီဒါကောင်းတယ်ပြီးသွားပြီ